လူတယောက်ဟာညဘက်အိမ်နေရင်းနဲ့အေယာကနေနိုးထလာတဲ့အခါမှာသူဒီစာသားလေးကိုဖတ်လိုက်မယ်လာအီလာဟာအီလ္လာလ္ဟူဝဟ်ဒဟူလာရှရီကလဟူလဟူလ်မုလ်ကူဝလဟူလ်ဟမ်ဒူဝဟူဝါအလာကုလီရှိအင်ကဒီရ်အရိစာသားကိုသူဖတ်လိုက်မယ်ဆိုရင်နဲ့သူ့ရဲ့အဖြစ်တွေအားလုံးဒီလောက်ထိခွင့်လွှတ်မှုရရှိလိမ့်မယ်ဒီလောက်ထိမဖြစ်သွားလိမ့်မယ်သူဟာမိခင်ဝမ်းထဲကနေအခုပဲမွေးလာတဲ့အလာမွေးလာတဲ့ခလီးငယ်တကယ်တော့အဖြစ်ကင်းစင်သွားလိမ့်မယ်ပြီးတဲ့နောက်သူဟာဝူဇူလုပ်ပြီးတော့သူနမတ်ဖတ်လိုက်မယ်ဆိုလို့ရှင်အဲ့ဒီနမတ်ဟာလည်းပဲအလတ်ထံတော်ပါမှာမုတ်ချလက်ခံမှုရရှိလိမ့်မယ်ဆိုပြီးတော့အဲ့ဒီလိုတမန်မတ်ဆလလာအလိုင်စလမ်မိတ်တော်မူထားပါတယ်Now this daughter Hakim Jamala she thare the this ma Hadat Aisha radiyallahu anha takema mito mure Tamanama sallallahu alayhi wasallam nyaba aine yaga ni nutha biro koro ye myalong do puin wa de akha ma Tamanama sallallahu wasallam di duwa ko phatte de la ilaha illa allahul wahidul qahhar rabbus samawati wal ardi وما بينهما العزيز الغفار سورة دي دعا کو تمام صلی اللہ علیہ وسلم پھٹو مورے سو بیرو دی حدیث تو ما لاشی تھا بارے دی ٹائم میں صحابہ رباب چھتے حضرت ربیعہ بن کعب اسلمی رضی اللہ عنہ تکیں سم جنجت کھولے بے ترمیزی چان طبرانی چانو ما لاشی تھا رے دیرو دی صحابہ کا میٹو مورے سم جانے تمام صلی اللہ علیہ وسلم کے چیرو یہ ما چنو تیا ایک خوین یارےဒီတော့ညအချိန်မှာကိုရောရဲ့နှုတ်ကနေပြီးတော့တခါတရံအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်တခါတရံဆူဘဟာနရဘီဝဘီဟမ်ဒီအဲ့ဒီလိုကိုရောနှုတ်ကနေထွက်နေတယ်ကိုရောရွတ်ဆိုနေတာကိုကျွန်တော်ကြားနေရတယ်ဆိုပြီးတော့ဒီဆွာဘာကနော်အဲ့ဒီလိုသူကပြန်ပြောင်းပြီးတော့ပြောပြထားပါတယ်ဒီတော့ဒါညဘက်နော်အေယာကနေနိုးထားတဲ့အချိန်မှာနော်ဘလူစာသားလေးတွေဖတ်တင်လေဖတ်ရမလဲဆိုတာဒီ story ကနေပြီးတော့ကျွန်တော်တို့သိရှိရတယ်ဒါကြောင့်ဒီ story ထဲမှာပါတဲ့နော်အခုနပြောပြခဲ့တဲ့ဒီစာသားတွေပေါ့နော်ဒီတော့ဒီစာသားတွေအားလုံးကိုကျွန်တော်တို့မှတ်သားထားပြီးတော့ညဘက်တရင်နိုးတဲ့အခါမှာတတိယရင်တတိယသလိုကျွန်တော်တို့ဖတ်လိုက်မယ်ဆိုလို့ရှိရင်အင်ရှာလာနော်ကျွန်တော်တို့အဲ့ဒီအပေါ်မှာနော်အကျိုးဆဝတ်တွေအင်တန်များမြောင်စွာရရှိမှာဖြစ်ပါတယ်အလ္လာဟ်ရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကိုလိုက်နာနိုင်တဲ့တောဖစ်ချင်မြတ်တော်မူပါသည်آمين وآخر دعوانا أن الحمد لله رب